ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တသန်းလောက်ရှိတဲ့အထက်မှာ1,800,000ကိုစစ်တပ်ကပြန်ပြီးတော့လက်ခံမယ်လို့အတည်ပြုလိုက်ပါပြီ။အဲ့ဒီ1,800,000မှာဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကစုစုပေါင်း8,000,000ကိုအသုတ်6သုတ်ခွဲပြီးတော့လက်ခံဖို့အဆိုပြုထားတဲ့အထက်ကပထမအသုတ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ဘင်္ဂလားပင်လယ်အော်ဒေသများစီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေးပွဲမှာဘင်္ဂလားဒေ့ရှ်အထူးကိုယ်စားလှယ်ခါလီလာရာမန်နဲ့စစ်ကောင်စီရဲ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ဦးသန်းဆွေတို့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာဒီသတင်းထွက်ပေါ်လာတာပါစစ်ကောင်စီဘက်ကအခုထိတရားဝင်ထုတ်ပြန်ကြေညာတာမျိုးမလုပ်သေးပေမဲ့သတင်းကတော့သေချာနေပါပြီအခုလိုအချိန်မျိုးမှာရိုဟင်ဂျာ1,800,000ကိုပြန်လက်ခံမယ်ဆိုတာဟာဘာသဘောပါလဲဘာရည်ရွယ်ချက်နဲ့အခုလိုလက်ခံလိုက်တာပါလဲစဉ်းစားတွေးတောစရာတွေအများကြီးရှိပါတယ်စစ်အုပ်စုဟာရိုဟင်ဂျာမုံတီးရေးကိုအကြီးကျယ်ဝါဒဖြန့်ချီလှုံ့ဆော်ခဲ့တဲ့သူတွေပါရိုဟင်ဂျာတွေတေပြေးရှင်ပြေးအသက်လူပြေးအောင်တက်ဖြတ်မီးရှို့မရင်းကျင်တာတွေလုပ်ခဲ့တာလဲသူတို့ပါပဲရိုဟင်ဂျာတွေပြန်လာရေးအတွက်နိုင်ငံတကာကစ조사ကြတဲ့အခါမှာလဲစစ်ဆက်ညှိနှိုင်းကြတဲ့အခါမှာလဲခါခါတီးတီးညှင်းဆန်ကြတဲ့သူတွေဟာလဲသူတို့ပါပဲအဲ့ဒါလို့ခါခါတီးတီးနဲ့အကြောက်အကန်ညှင်းဆန်နေရကနေဘာကြောင့်ရုတ်တရက်စိတ်သဘောထားပြောင်းလဲသွားပါလဲရိုဟင်ဂျာ1,800,000ကိုလက်ခံဖို့ဘာကြောင့်အခုဒီချိန်မှာလွယ်လွယ်ကူကူသဘောတူလိုက်တာပါလဲဒါကအရေးကြီးတဲ့အချက်တစ်ချက်ပါတကယ်တော့သူတို့လုပ်ထားတဲ့ပြဿနာကို AA အာရခတက်တော်ရဲ့လက်ထဲကိုထိုးထည့်ပေးလိုက်တာပါအခုချိန်မှာရိုဟင်ဂျာ1,800,000ကိုလက်ခံရမယ်ဆိုရင်ခေါင်းကိုက်ရမယ်သူက AA ဖြစ်သွားပါလိမ့်မယ်နယ်မြေတွေကိုလက်ရှိထိချုပ်ထားတဲ့သူက AA ပါ AA ကိုအကြက်ရိုက်အောင်လုပ်လိုက်တာပါ AA ကိုထောင်ချောက်ဆင်လိုက်တာပါ AA အတွက်အဖြေရှင်းရခက်တဲ့နိုင်ငံရေးပု္ပ္ပစာတစ်ပုဒ်ကိုချပေးလိုက်တာပါပဲတကယ်လို့ AA ကရိုဟင်ဂျာတွေကိုလက်မခံနိုင်ပါဘူးပြန်မလာကြပါနဲ့လို့ပြောမယ်ဆိုလို့ရှိရင်စစ်ကောင်စီကိုတသက်လုံးထိုးနေတဲ့လက်ညှိုးဟာ AA ဘက်ကိုဥလှည့်လာပါလိမ့်မယ်ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်ရိုဟင်ဂျာတသန်းကိုလက်ခံထားရတဲ့ဒုက္ခကမသေးလာပါဘူးအဲ့ဒီဝန်တော့ဝန်ပိုးကိုခါချခြင်းနေတာကြာလာပါပြီဘလို့နီးနေပဲရသူပကုံးပေါ်ကခါချရေးကအဓိကပါပဲအဲ့ဒါကြောင့် AA ကရိုဟင်ဂျာတွေကိုလက်မခံရင် AA ကိုဖိအားပေးပါလိမ့်မယ်AA ကရိုဟင်ဂျာတွေကိုလက်မခံဘူးလို့ညင်းရင် AA ကိုနိုင်ငံတကာကလည်းဖိအားပေးလာတာမျိုးတွေရှိနိုင်ပါတယ်။နေကြားဒေသတွေမှာနေရတဲ့တိုင်းရင်းသားလူမျိုးစုတွေအတွက်အိမ်နီးချင်းနိုင်ငံနဲ့ဆက်ဆံရေးဟာအရေးကြီးပါတယ်။စစ်ကောင်စီကကိုးကန့်ကိုတရုတ်နဲ့တိုက်ပေးပြီးတော့စစ်ရှုံးခဲ့တဲ့နေရာတွေကိုနိုင်ငံရေးနည်းနဲ့ပြန်ရအောင်အကွက်ဆင်ခဲ့ပြီးပါပြီ။အဲ့ဒီအကွက်ဟာအောင်မြင်တယ်ဆိုတာကိုလည်းကျွန်တော်တို့မြင်ခဲ့ရပြီးပါပြီ။အခုဆိုလို့ရှိရင်မဟာဗျူဟာအရအလွန်ရေးပါတဲ့လာရှိုးကိုတောင်မှတစိမ့်တဒေသပြန်ပေးလိုက်ရပါပြီတော်လိုင်းရေးသမားတွေရဲ့အသက်သွေးအများအပြားပေးဆက်ပြီးတော့ရယူထားတဲ့အောင်ပွဲဟာတနက်တစ်ချက်မဖောက်လိုက်ရဘဲနဲ့ပြန်လက်လွတ်ခဲ့လိုက်ရပါတယ်သိရင်နာစရာကောင်းပါတယ်စစ်ကောင်စီက AA နဲ့ဘင်္ဂလားဒေ့ရှ်ကိုလည်းပြဿနာတက်အောင်မိမွေးပေးလိုက်တာဖြစ်ပုံရပါတယ် AA အတွက်ညင်းရတာအငင်းခက်ပါတယ်စစ်ကောင်စီဟာရခိုင်ကိုသူတို့အုပ်ချုပ်နေစဉ်တုန်းကရိုဟင်ဂျာကိုခါခါတီးတီးညှဉ်းဆန်နေခဲ့ပြီးအခုရခိုင်နေရာတော်တော်များများအေးလက်ထဲရောက်သွားတဲ့အချိန်ကြတော့မှပြန်လာခဲ့ပါလက်ခံပါမယ်လို့ပြောတာဟာအေးကိုကြောက်တွန်းခြင်းနဲ့အကြံစီမျိုးရှိနေမယ်ဆိုတာတော်တော်သိကြပါတယ်အေးကိုထောင်ချောက်စင်တာပါအဲ့ဒါဆိုရင်အေးအနေနဲ့အဲ့ဒါလို့နိုင်ငံတကာနဲ့တိုက်ပေးတာဘင်္ဂလားဒေ့ရှ်နဲ့တိုက်ပေးတာကိုရှောင်ရှားခြင်းတဲ့အတွက်ရိုဟင်ဂျာတွေကိုပြန်လာဖို့လက်ခံမယ်ဆိုတော့အဲ့ဒါလို့လက်ခံဖို့ကလည်းအေးအတွက်တိတ်တော့လွယ်ကူလာတာမဟုတ်ပါဘူးရခိုင်လူမျိုးတွေထဲမှာရိုဟင်ဂျာကိုမကြိုက်တဲ့သူကအများစုပါဒါကလှည့်ဝက်ချက်မဟုတ်တော့ပါဘူးလူတိုင်းသိကြပါတယ်တကယ်လို့ AA ကရိုဟင်ဂျာတွေပြန်လာဖို့လက်ခံလိုက်မယ်ဆိုရင်ရခိုင်လူမျိုးတွေရဲ့ကန့်ကွက်မှုကိုရင်ဆိုင်ရပါလိမ့်မယ်ရခိုင်ပါတီတွေကကန့်ကွက်တာမျိုးတွေလည်းရှိလာနိုင်ပါတယ်အဲ့ဒါလိုဖြစ်လာရင်တော့စစ်ကောင်စီကပို့ပြီးတော့တောင်းမှအကြိုက်တွေ့မှာပါဒါကြောင့် AA ရဲ့အခြေအနေဟာရှေ့တိုးရင်တဘိုးနောက်ဆုံးရင်လှဲထုတ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေပါတယ်ဒီတော့ရိုဟင်ဂျာတွေဘက်ကိုလည်းစဉ်းစားကြည့်ရအောင်ပါသူတို့ပြန်လာကြပါမလား Reuters သတင်းဌာနကမေးမြန်းထားတဲ့အထက်မှာရိုဟင်ဂျာတအုပ်ပြန်ဖြေထားတာကတော့ဘာလို့1,800,000ကိုပဲလက်ရွေးစင်ရွေးပြီးတော့ပြန်လက်ခံပါလဲအားလုံးကိုပြန်လက်ခံရမယ်လို့ဆိုနေပါတယ်ဒါအပြင်မှာအခွင့်အရေးအားလုံးပေးရမယ်ဂုဏ်သိက္ခာရှိရှိအိမ်ပြန်နိုင်ရမယ်နိုင်ငံသားပေးရမယ်လို့ဆိုနေပါတယ်အခွင့်အရေးအားလုံးပေးရမယ်ဆိုတာကတော့လွတ်လွတ်လပ်လပ်ခရီးသွားခွင့်လွတ်လွတ်လပ်လပ်ထိမ်းများလက်ထပ်ခွင့်တာသမီယူခွင့်တက္ကသိုလ်ပညာအထိသင်ကြားခွင့်ဆိုတာမျိုးတွေကိုပြောတာပါနိုင်ငံသားဖြစ်ခွင့်ကိုလည်းတ
တောင်းဆိုထားပါတယ်အခုစစ်ကောင်စီကလက်ခံပါမယ်ဆိုပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခွန်းတပါဒမှပြောမထားပါဘူးအဲ့ဒါတွေမရဘဲနဲ့ရိုဟင်ဂျာတွေပြန်လာရဲကြပါမလားပြီးတော့အိမ်ပြန်ခွင့်ဆိုတဲ့အခွင့်အရေးကိုသူတို့တောင်းဆိုလာတာကကြာလာပါပြီတခြားလုံးအကြောင်းမျိုးမျိုးပြပြီးတော့အချိန်ဆွဲတာတွေဈေးစစ်တာတွေလုပ်ပြီးတော့ညှင်းဆန်ခဲ့သမျှအခုပရိပခကြီးထွားနေတဲ့အချိန်စစ်ဖြစ်နေတဲ့အချိန်ကြတော့မှပြန်လာခဲ့ကြပါဆိုတော့သူတို့လာရဲကြပါမလားအေးဆိုမိုးအုပ်ချုပ်နေတဲ့အချိန်အေးက de facto အစိုးရလို့ဖြစ်နေတဲ့အချိန်မှာအေးရဲ့အာမခံချက်တာမရလို့ရှိရင်ရိုဟင်ဂျာတွေပြန်လာရဲကြပါမလားရိုဟင်ဂျာတွေအတွက်ကလည်းအိမ်ပြန်ရေးခက်လာပါတယ်သူတို့ကိုထိုးကြွေးဖို့ကြံစီနေတယ်လို့သူတို့စဉ်းစားမယ်ဆိုလို့ရှိရင်သူတို့အိမ်ပြန်လာမှာမဟုတ်ပါဘူးပြန်လာဖို့တော်တော်လေးအခက်အခဲရှိပါလိမ့်မယ်တွေးတော့ပါလိမ့်မယ်အေးအနေနဲ့ကလည်းစဉ်းစားကြရည်အများပြားရှိနိုင်ပါတယ်စစ်အုပ်စုကရိုဟင်ဂျာကိုဖဲချက်တစ်ချက်လို့အသုံးချလာတာကကြာလာပါပြီကြက်ခိုင်ရေးပါတီအတွက်မဲလို့ခြင်းတဲ့အချိန်ကျတော့ရိုဟင်ဂျာတွေကို white card ထုတ်ပေးပြီးတော့မဲထည့်ခိုင်းပါတယ်ရိုဟင်ဂျာအမတ်တွေကိုတောင်မှကြက်ခိုင်ရေးပါတီအတွက်မဲဝင်ပြန်ခိုင်းပါတယ်ရိုဟင်ဂျာတချို့ကိုကြက်ခိုင်ရေးဆက်သွင်းခဲ့ပါတယ်အဲ့ဒါဟာအောင်မြင်ခဲ့ပါတယ်နောက်ပိုင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဘာသာရေးနဲ့တိုက်ချင်တော့မွတ်စလင်အထီးကင်းတွေတနိုင်ငံလုံးမှာဖြစ်လာအောင်ဒိုင်နာကားတွေနဲ့တမျိုးဝင်တမျိုးထွက်လိုက်ပြီးတော့တိုက်ခိုက်တာတွေလုပ်ပါတယ်တော်တော်လေးစူစူပွက်ပွက်တွေဖြစ်အောင်လုပ်နိုင်ခဲ့ပေမဲ့သူတို့လိုချင်တဲ့လောက်အတိုင်းတာအထိတော့ခီးမပေါက်ခဲ့ပါဘူးအဲ့ဒီတော့သူတို့ဟာရှစ်တဆင့်ထပ်တိုးပါတယ်တိုးတဲ့နေရာလဲတော်တော်ရက်ရက်ဆက်ဆက်လုပ်တာပါရိုဟင်ဂျာပြဿနာဖန်တီးပြီးတော့လူမျိုးတုံးတပ်ဖြတ်မှုအထိလုပ်ပါတယ်စစ်အုပ်စုဟာတိတ်ကြောက်စရာကောင်းပါတယ်ဘာကြောင့်ကြောက်စရာကောင်းတယ်လဲဆိုတော့စစ်အုပ်စုအာဏာတည်မြဲရေးအတွက်ဆိုရင်အသက်တွေဘလောက်ပဲတည်တည်နည်းနည်းလေးမှဂယုမဆိုင်ပဲရက်ရက်ဆက်ဆက်ကြံစီဝန်းကြလို့ကြောက်စရာကောင်းတာပါရိုဟင်ဂျာတွေအသက်ပေါင်းများစွာတည်ကြရတာကိုသူတို့ကနည်းနည်းလေးမှဂယုမဆိုင်ပါဘူးသူတို့အတွက်နိုင်ငံရေးတက်လန်းပေါ်လာအောင်ရိုဟင်ဂျာတွေရဲ့အယူကိုလှေကားတစ်လုပ်ခဲ့ပါတယ်ရိုဟင်ဂျာမို့လို့မွတ်စလင်မို့လို့ရဲရဲဆက်ဆက်လောက်တာလို့တချို့ကထင်ကြပါတယ်အဲ့ဒါလိုကြီးပဲလေမဟုတ်ပါဘူးရိုဟင်ဂျာမှမဟုတ်ပါဘူးဘာလူမျိုးဖြစ်ဖြစ်သူတို့တတ်ပါတယ်ဗမာလူမျိုးလည်းတတ်ပါတယ်အခုလူမျိုးပေါင်းစုံလူငယ်တွေကတော်လန်ကြတော့လေလူမျိုးမရွေးလူငယ်တွေအကုန်တတ်ပါတယ်ပြည်သူတွေရဲ့အိမ်တွေကိုမိရှို့ဖြစ်စီပါတယ်ဒါအပြင်ရိုဟင်ဂျာတွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မဆွဲသွင်းပါတယ်ရိုဟင်ဂျာတွေကိုအသုံးပြုပြီးတော့အေးစန့်ကျင်ရေးဆန္ဒပြပွဲတွေကိုစီစဉ်ဖန်တီးပါတယ်ရိုဟင်ဂျာလူ့ဖွဲ့စည်းရဲ့အားနည်းချက်ကပြည်တွင်းနေရိုဟင်ဂျာတွေရဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကရိုဟင်ဂျာတွေရဲ့နဲ့အတူတကွနေထိုင်ပြီးတော့သူတို့ကိုနိုင်ငံရေးဥဆောင်မှုပေးတဲ့ခေါင်းဆောင်မျိုးမမတ်ထွက်ပေါ်လာတာမရှိတဲ့အချက်ပါအဲ့ဒါလိုမရှိတဲ့အတွက်စစ်အုပ်စုကဖိအားပေးအကြက်ကိုင်တဲ့နီးကိုအသုံးပြုတဲ့အခါမှာဖြစ်စေငွေပေးဖျားယောင်းသွေးဆောင်တဲ့နီးကိုအသုံးပြုတဲ့အခါမှာဖြစ်စေရိုဟင်ဂျာအရက်သားတွေတာမန်လူတွေဟာစစ်အုပ်စုဘက်ကိုပါသွားတတ်တဲ့ပြဿနာမျိုးရှိပါတယ်ရိုဟင်ဂျာတွေကိုပြန်လက်ခံလိုက်ပြီးဆိုရင်ရိုဟင်ဂျာနဲ့ရခိုင်ပဋိပက္ခဖြစ်ပေါ်လာတဲ့အထိစစ်အုပ်စုကဖန်တီးပြီးတော့နိုင်ငံရေးကစားလိုက်အောင်လဲဆိုတာတန်တရားဖြစ်စရာမရှိတဲ့အချက်တစ်ချက်ပါဒါပေမဲ့အဲ့ဒါကိုအကြောင်းပြပြီးတော့အေအေကအဲ့ဒါကိုစိုးရိမ်နေတဲ့အတွက်ရိုဟင်ဂျာတွေပြန်မလာရဘူးလို့ပယ်ချမယ်ဆိုရင်ရိုဟင်ဂျာတွေဘက်ကလက်ခံနိုင်မှာမဟုတ်တယ်လို့နိုင်ငံတကာကလည်းလက်ခံကြမှာမဟုတ်ပါဘူးတေချာတာကတော့ရိုဟင်ဂျာတွေကိုစစ်ကောင်စီကအခုချိန်ကျမှလက်ခံမယ်လို့ပြောတာဟာစေတနာကောင်းတဲ့လက်ခံလိုက်တာလို့ဘယ်လို့မှပြောလို့မရပါဘူးအခုသူတို့လက်ခံလိုက်တဲ့ရိုဟင်ဂျာတွေအိမ်ပြန်ရေးအစီအစဉ်ဆိုတာဟာလက်တွေ့ဖြစ်လာဖို့အကြောင်းကလည်းတော်တော်နည်းပါတယ်ဒီအစီအစဉ်ဟာအေအေအတွက်ထောင်ချောက်ပါနိုင်ငံတကာနဲ့ပြဿနာတက်အောင်ဘင်္ဂလားဒေ့ရှ်နဲ့ပြဿနာတက်အောင်တွန်းပို့တာကိုခံရနိုင်ပါတယ်ကိုကန့်ကိုတရုတ်ကကုန်သွယ်ရေးပိတ်တယ်လို့ရခိုင်ကိုဘင်္ဂလားဒေ့ရှ်ကကုန်သွယ်ရေးပိတ်တဲ့အထိဖြစ်လာအောင်စစ်ကောင်စီကနှက်ကြောင်းပေးတာမျိုးတွေလည်းရှိလာနိုင်ပါတယ်တခြားတစ်ဖက်မှာတော့ရခိုင်လူမျိုးတွေကိုလည်းနာမည်ပြတ်အောင်လူမျိုးရေးမုန်းတီးစိတ်ကြီးထွားလာအောင်တွေးထိုးလှုံ့ဆော်ပေးမဲ့အစီအစဉ်မျိုးတွေထပ်လုပ်နိုင်ပါတယ်အကယ်၍များရိုဟင်ဂျာတွေပြန်ရောက်လာပြီးတော့ရခိုင်ရိုဟင်ဂျာအထီးကယုံတွေဖြစ်မယ်သွေးချောင်းစီးမှုတွေဖြစ်မယ်ဆိုရင်ရခိုင်လူမျိုးလည်းနာမည်စိုးထင်ကြံပြီးတော့ရိုဟင်ဂျာတွေလည်းနောက်တစ်ချိန်သွေးချောင်းစီးတာမျိုးဖြစ်သွားနိုင်ပါတယ်
အဲ့ဒါလို့ထောင်ချောင်းမျိုးတွေများကြောက်ရောက်သွားခဲ့ရင်တော့စစ်ကောင်စီကလက်ခမောင်းထခတ်ပါလိမ့်မယ်သူတို့အကြံစီဟာအဲ့ဒါလောက်အထိရှိနေပုံရပါတယ်ဒါကိုသတိထားဖို့လိုပါတယ်အဲ့ဒါလောက်အထိသူတို့မျောလင့်ချက်ထားပုံရပါတယ်မျောမှန်းထားပုံရပါတယ်ဒီလိုအခြေအနေမျိုးမှာရိုဟင်ဂျာတွေအတွက်ကလည်းအိမ်ပြန်မှုသိခက်ပါတယ်စစ်အုပ်စုဟာအေအေကိုရှင်မတိုက်နိုင်မဲ့အကြီးကျယ်ရှုံးနေခဲ့ပါတယ်အခုထိလည်းအေအေကိုသူတို့ကြောက်နေရတော့မှာသူတို့အတွက်အကြောက်ရဆုံးရန်သူနံပါတ်1မဟုတ်ခဲ့ရင်တောင်မှအနည်းဆုံးနံပါတ်2လောက်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ရှုံးလာကလည်းအေအေနဲ့တိုက်တဲ့များတိုက်တိုင်းရှုံးလို့ဆိုရမလောက်ပါပဲဒါပေမဲ့စစ်အုပ်စုဟာအဲ့ဒါလိုအရှုံးနေတဲ့ကနေတော့နိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားပါတယ်ရှမ်းမြောက်ကိုသူတို့လက်လွတ်ရတော့တရုတ်နဲ့ရှမ်းမြောက်ဖွဲ့တွေကိုရန်တိုက်ပေးပြီးတော့အပြည့်ရရေးအတင်းလုပ်ဖို့ကြိုးစားခဲ့ပါတယ်အခုရခိုင်ကိုသူတို့လက်လွတ်ရတော့လေသူတို့လှုပ်ထားလို့ဘင်္ဂလားဒေ့ရှ်နဲ့တက်ထားတဲ့ပြဿနာကိုအေအေလက်ထဲကိုအတင်းထိုးထည့်ပြန်ပါတယ်ချီးကျူးတဲ့အမြင်နဲ့ပြောရမယ်ဆိုရင်တော့စစ်ကောင်စီရဲ့အခုရွှေ့ကွက်ကတော်တော်လှပါတယ်ရှုတ်ချတဲ့အမြင်နဲ့ပြောရမယ်ဆိုရင်တော့တော်တော်ရုပ်မာကောက်ကျစ်တဲ့အကြံစီလို့ဆိုရမှာပါ